e-football ဆိုတဲ့ညီကိုတွေအားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်အနေနဲ့ e-football မှာစကေးတွေကိုဘယ်လိုပေါင်းပိုလိုချင်တဲ့စကေးတွေကိုဘယ်လိုပေါင်းထည့်မလဲဆိုတာကိုကျွန်တော်ရဲ့ညီကိုတွေအတွက်ကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်ဒါသိပြီးသားပရာဒါတွေလည်းရှိမယ်မသိရတဲ့ညီကိုတွေကိုတော့ကျွန်တော်ကဒီဗီဒီယိုလေးနဲ့ပဲပြောပြလိုက်ခြင်းနဲ့ဗျအခုလိုအပ်တာကတော့ကျွန်တော်တို့စကေးတုတ်ကန်လိုအပ်မယ်ပြီးတော့ကျွန်တော်တို့ပေါင်းထည့်မဲ့ player အလို့ပေါ့နော် GB နဲ့တဲ့ player တယောက်လိုအပ်မယ်အဲ့တော့ GB နဲ့တဲ့ player ကိုကျွန်တော်တို့အရင်သွားဝယ်လိုက်မယ်GB နဲ့တဲ့ player ကို standard player တယောက်ကျွန်တော်တို့အရင်သွားဝယ်လိုက်မယ်ပေါ့အဲ့ဒီမှာ standard player တွေကနေကျွန်တော်တို့ nation ဒါကျွန်တော်ရွေးထားပြီး nationally region မှာကျွန်တော်တို့ Portuguese ကိုရွေးလိုက်မယ် Portuguese ကိုကျွန်တော်တို့ရွေးမယ်ပြီးတော့ဒီ price ဆိုတဲ့နေရာမှာဒီ0to 5000အဲ့ဒါကိုရွေးလိုက်မယ်ကျွန်တော်တို့ရွေးလိုက်မယ်โอเคရွေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အောက်ဆုံးလေးကိုဆွဲချသွားလိုက်မယ်ဒီ player ပေါ့ဒါတော့ skill ပေါင်းလို့အကောင်းဆုံး player ပဲ player GP0 နဲ့ပဲဝယ်ရတာဆိုတော့ဒီ player ကိုကျွန်တော်တို့ဝယ်လိုက်မယ်0နဲ့ဟုတ်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ my thing ကိုပြန်သွားမယ် my thing ကိုကျွန်တော်တို့ပြန်သွားမယ် my thing game plan ပြန်သွားပြီးခဏကျွန်တော်တို့ဝယ်တဲ့ player ဒီကောင်ပေါ့ကျွန်တော်တို့ခဏဝယ်ရတဲ့ player ဒီ player မှာကျွန်တော်တို့ skill တစ်ခုပေါင်းထည့်လိုက်မယ် skill training မှာ skill တစ်ခုပေါင်းထည့်လိုက်မှာပေါ့ဒီ random နဲ့ပဲကျွန်တော်ရင်ပေါင်းပြလိုက်မှာเนาะဒီ random နဲ့ကျွန်တော်ပေါင်းလိုက်မယ်ဟုတ်ပြီ long group ရဒီ skill ကိုထည့်ခြင်းတဲ့ကစားသမားမှာပေါင်းမယ်ဆိုလို့ရှိရင်ဒါ player တယောက်မှာတစ်ခုပဲပေါင်းတာကောင်းတယ်အဲ့ဒါမှကိုလိုချင်တဲ့ဟာကိုတစ်ခုချင်းစီကိုထည့်ခြင်းတဲ့ player မှာထည့်လို့ရမယ်ဆိုတော့ကိုထည့်ခြင်းတဲ့ player ဒါလက်ပြက်ဘောဆိုတော့လက်ပြက်ဘောမြောက်လိုက်ရတဲ့ထားပါတော့ကျွန်တော်ဒီမှာဒီကစားသမားမှာပေါင်းပြလိုက်မယ်ဆန်ဆိုတော့ကျွန်တော်တို့ကဒီ player fusion ဆိုတဲ့နေရာကိုရွေးလိုက်မယ် player fusion ဆိုတဲ့နေရာကိုရွေးပြီးတော့ခဏကကျွန်တော်တို့ပေါင်းလာတဲ့ player ပေါ့ခဏကျွန်တော်တို့ပေါင်းရတဲ့ player ကိုပြန်ရှာမယ်ဆိုလို့ရှိရင်ဒီမှာ attack skill နေရာမှာကျွန်တော်တို့ခဏထည့်ရတဲ့ skill ပေါ့ခဏထည့်ရတဲ့ skill ကိုကျွန်တော်တို့ရွေးရလိုက်ရခဏထည့်ရတဲ့ skill က long throw ညာโอเคရွေးလိုက်ပြီဆိုတော့ကျွန်တော်ဒါဒီ player ပေါ့ကျွန်တော်ကတော့အများကြီးရွေးတာတွေကတော့ပေါင်းလာတဲ့ဟာတွေကတော့ဆိုတော့ဒီ player ပေါ့ပေါင်းမယ်ဆိုရင်ဒီကောင်နှိပ်လိုက်မယ်ဆိုရင်โอเคထပ်နှိပ်လိုက်မယ်ဆိုရင်ဆိုတော့ဒီ skill ဒီကောင်စီကဒီ long throw skill ကကစားသမားတွေဝင်သွားမယ်အဲ့ဒီပေါ်တရားဒါဆိုရင်ကိုလိုချင်တဲ့ skill ကိုအဲ့လိုပဲဒီမှာပေါင်းထည့်လို့ရတယ်ဟုတ် brother ကအခု long throw မလို့ချင်ဘူးဆိုလို့ရှိရင်နောက်ထပ်ဒီ player တယောက် GB0 နဲ့ player တယောက်ထပ်ဝယ် base skill တစ်ခုထပ်ပေါင်းအမှကိုလိုချင်တဲ့ဟာရပြီဥမာ double touch ဆိုတော့ double touch ရပြီဆိုလို့ရှိရင်အဲ့ဒီကောင်နဲ့အခုလိုမျိုး player fusion ကနေပြီးတော့ဒီကစားသမားကိုပေါင်းကိုထည့်ချင်တဲ့ကစားသမားကိုပေါင်းလိုက်ရအခုဒါအခု fusion နဲ့လိုက်ပြီဆိုလို့ရှိရင်GB က250ခုပေါင်းโอเคနဲ့လိုက်တာဆိုရင်ရပြီဒါဆိုဒီကစားသမားကပြန်စစ်ကြည့်မယ်โอเคဒီမှာ long throw ဝင်သွားပြီ attack speed ထဲမှာโอเคနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီလိုနီးနဲ့ပဲကျွန်တော်တို့ကိုထည့်ကျင်တဲ့ကစားသမားမှာဒီ GP0 ဒီကစားသမားလေးတွေဝယ်ပြီးတော့နေတစ်ခုချင်းပေါင်းသွားလို့ရတယ်ကိုလိုချင်တဲ့ skill ရပြီဆိုလို့ရှိရင်ကိုထည့်ကျင်တဲ့ကစားသမားကိုနှိပ်ပြီးလို့ရှိရင် player fusion ထဲမှာသွားပြီးတော့အဲဒီခဏကထည့်ထားတဲ့ကစားသမားနဲ့ fusion လောက်လိုက်လို့ရတယ်ဒါဆိုလို့ရှိရင်ကိုလိုချင်တဲ့ skill ကိုရပါပြီကိုလိုမျိုးဒီ skill training ရပဲထိုင်ပေါင်းနေမယ်ဆိုရင်မလိုတဲ့ဟာတွေက skill လည်းပြုံးတီးတယ်ပေါ့နော်ဖြုံးတီးလို့ဖြစ်တာပေါ့နော်ပြီးတော့မလိုတဲ့ skill လည်းရနိုင်တယ်ပဲကျွန်တော်တို့ထည့်ကျင်တဲ့ skill တွေကိုကျွန်တော်တို့ရဲ့ဒီ player တွေမှာပေါင်းထည့်လို့ရတဲ့ player fusion နဲ့ပဲအဲ့ဒါအလွယ်ဆုံးနည်းပဲအားလုံးဗီဒီယိုဆုံးလေးကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်